မြောက်နေထွက်လက်အောင်လေးတော့မယ်လေကွာလုံးတော့ကြနေမင်းကောင်နေလေကွာနေ့တိုင်းစောင့်နေအေးလာပြီခဏလေးလာဆိုရင်လာကွာကြားတယ်ပြီးတော့ပြီးပြီဟိုကောဟိုနားလည်းတော့မချမချပါပါတော့တနေ့နဲ့မလို့နေတော့ကြည့်နေမင်းပြီးစမအေးစေးဆိုနှစ်ယောက်လာပေါင်းစားအောင်မယ်နေပါကတ်စားတော့မင်းတို့ဒီနေ့ပိုင်းတဲ့ဘုံဘဲလည်းထုံးစံနိုင်ကြက်ဥပေါ့မပြောက်ဥကြော်ပဲတခါလာလဲကြက်ဥကြော်လိုက်တခါလာလဲဘဲဥလေးကိုပြုတ်ပြီးတော့ကြက်တော်လေးနဲ့တုပ်ပြီးစားဒါပဲအရသာမျိုးကိုရကြက်သားစီပြန်အာလူလေးပါသေးတယ်ဗျာမင်းကမိမနဲ့လေငါတို့ကလူလို့တွေလေကွာမင်းလည်းအဆင်ပြေတယ်လို့လုပ်နေစားတော့မယ်ဟာအာကိုရှာလို့ပြောတယ်အဲ့ဒါနော်ပြစကားနေများမနေလားလုံးတော့ကြမတော့3 ကြောင်း 4 ကြောင်း 5 ကြောင်း 6 ကြောင်း 9 ကြောင်းရှစ်ကိုကြောင်းတော့မြင်နေနော်မင်းခုံချမလို့ဟုတ်လားအနေထားကြည့်နေမင်းမမြင်ဘူးဟဲ့ဘာလို့လဲဟိုလေတကားကြီးနေအလုံးလာမဟုတ်လားဟုတ်ပါလုံးလို့လားလုံးလေဟာတရားတဲ့လုံးနေရမဟုတ်လေကွာမင်းတို့နေတိုင်းစက်တိုင်းလုံးနေရတာကွာဟာဝစားရရေမင်းတို့မင်းသားလုံးဘူးလားမဟုတ်ပါဘူးလားဒါလည်းကိုထဲလုံးလေဟာပြင်းနေတော့လေကွာဟုတ်ကဲ့ပါဗျာအချိန်နဲ့လုံးနေတာဟုတ်ကဲ့ဟာကျွန်တော်လုံးပါတော့မယ်အမြန်သွားကွာဟုတ်ကဲ့ပါဗျာဟာလေလို့အလောက်ထဲရောက်နေဒီညမှာရောက်ဘူးဆိုင်ကြီးမကျွတ်သေးဘူးဟောပင့်ပြရတာမလဲဝင်မှာသူတို့ကလည်းရှိတယ်မင်းမြန်လုံးတော့ကိုတလဲကဝင်အောင်ပါနော်မပွင့်ညံမျိုးလုံးကျွတ်လာဟုတ်ကဲ့ဘာလဲတော့အော်မင်းကငါပင့်ပေးပါလေရောက်တယ်လားပြောရတယ်တော့တာတယ်ကောက်ရပါလားကောက်ရပါလားမင်းဘာလုပ်ပါညာမင်းကဘာလုပ်ပါဟောကျွန်တော်လည်းတဲ့မှာနည်းထဲတာမပြီးသေးဘူးပြီးသွားပြီတဲ့ဝင်မအောင်လို့ဒါမင်းမနိုင်ဘူးလားကားနာတော့မှာသူဟောနေတယ်ပြောဒီပြောပါလုံးလုံးပါလုံးတော့ပြည့်လုံးပါပြည့်ပြည့်လာပြည့်ရတယ်စိတ်တော့နည်းနည်းရှိပါလားမရင်းနဲ့တောင်းနေတယ်ကွာဆောင်းတော့လို့ဒီနေ့6လောက်တော့မှာဩကျက်လည်းဘောင်းမကောင်းနည်းနည်းပပပေါ့ချစ်တို့ချီတို့စုရမှာဟောရှေးဆိုမှချက်တခါတလေတွေ့ရတယ်ဒီလောက်တော့ဘာဖြစ်ဟိုချီတခါတလေတွေ့ရတာဒီလောက်လေးပုံမှန်တော့လို့ဘာဖြစ်လဲဟုတ်ပါပြီအဲ့နဲ့ခုလောလောတဲ့အေးတောက်စီပါပြောတော့လေရှေးရအတွက်ဒါလည်းတိုက်ချုံလေတော့ဒီရင်ဘူးလို့လေလို့ဟုတ်ပါဟလာစစ်ထားစစ်ပါတော့ပြီးသွားတာလေရလို့ကွာတိုင်းဟုတ်ဘူးလားဟိလားဟွာပြီးသွားတို့ကမကွာကိုဒီတစ်ခါအေးဖို့ဆူရှင်မယ်နော်ဆူမရှင်နဲ့တရားတော့ရှင်တော့ကိုလည်းမနှောက်နဲ့ကွာအေးဖို့ကိုညာစိတ်ကိုဆူမြက်ရှင်မယ်လို့ပြောတာခုကြတော့ဆူမြက်ရှင်လာတယ်မနက်ကတောက်ကြောက်ကိုကုံလာတော့ကြတော့သူကဘုံမလည်းပြီးအကြည့်တော့ကိုညွှန်နေတာပေါ့အဲ့çaနင်းနေမှာကျေးဇူးပဲ
နေကင်းဘက်တွေပဲတွေ့ရတယ်ကိုကညဘက်ပါကြည့်နေတယ် ဟာလည်းတော့ကြည့်နေတာ သူ့ရဲ့မျက်နှာလေးတစ်စိမ့်စိမ့်ကြည့်ချင်တယ် ကိုကလည်းခဏပြောရလို့ရှိရင်သူကလူလူလည်းလူချင်းနေတာ သူကလည်းလို့လွတ်လပ်နေကြတော့ကိုကညားတော့ ဟာဘာလို့ပြောနေရလဲ မဟုတ်ဘူးလေကိုကသူ့နဲ့အတူတူနေချင်းပြီလို့ပြောတာဆို အဲ့ဒါမဟုတ်ဘူးကိုလေဟိုရှေးအတွက်ကိုကလည်းသူ့ကလည်းသူ့နေတယ် သူကလည်းသူ့ကြောက်တော့စွနဲ့ရှုပ်ချက်တက်လာတော့ ဟုတ်ကဲ့ဟုတ်ကဲ့ ဘာသာသူ့နဲ့ပြောမဟုတ်ဘူးကွာသူ့နဲ့ကိုလည်းကြိုက်တယ်3နှစ်3မှုတောင်ရှိနေသူ့နေချင်းကွာကိုကမရတော့ပါဘူးသူကသူ့ရဲ့သားနဲ့ ဟိုဘာဖြစ်နေလဲ သူ့လူကျင်တာပဲရှိ အဲ့တော့ဖြစ်နေရောဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်လေအခုသူအိမ်ပြန်လို့ရှိရင်မမေကိုပြောခက်လိုက်ပြီကိုမနဲ့ကြလို့ပြင်လာတော့ အိမ်လာပြပါတော့ အဲ့ကိုလာတောင်းလေ တကယ်တော့စု အဲ့ဘော ဟာပြောလိုက်ကြကွာပြောလိုက်ကြညီလေးအေးဘောလေရှင်းမယ် မဖြစ်တဲ့တာကွာမင်း သူချင်းရလဲကွာမင်းဘာလို့မဖြစ်ရမှာလဲငါဆုရောက်တယ်တေချာပြောမှုကွာမင်းလည်းငါသူ့လာတောင်းမယ်လို့ပြောတော့ तू ဒီနေ့သူ့ပြင်တယ်သူ့ကိုပြောရမယ်တဲ့မနေ့ကျရင်လာတောင်းတယ် ဩမင်းကမိမမယူသေးချင်လို့ပြောနေတာမဟုတ်ဘူးဟုတ်လားတကယ်ကြတော့မယူပါနဲ့ဦးလားကွာမင်းငယ်ပါသေးလေ ဟောမင်းကတကယ်ကြီးဘလို့ငယ်တော့မှလဲကွာမင်းငါဒီတိုက်ရွယ်ရောက်နေပြီကွာအိမ်တော်ကပြုတ်သိနေပြီကွာမင်း ဟာဟေ့ရောမင်းနဲ့ငါဟိုးငယ်လေးတဲ့ပေါင်းတာမင်းခန္ဓာကိုယ်ကြီးတဲ့ကြီးနေတာတကယ်ကြတော့မင်းမိမမယူသင့်သေးဘူးမင်းငယ်ပါသေးလေကွာ တကယ်ကြီးရတယ်ကွာမင်းတစ်ခါတော့ငယ်ပါသေးတယ်ပြတော့ငါဘလောက်ကြည့်မကြည့်အိမ်မတယောက်ကိုကောင်းကောင်းလုပ်ကျွေးနိုင်တယ်ကွာတကယ်ကြီးမယူကျွေးနေပြီကွာသူ့ ဘယ်လောက်ပြောကွာပြောလို့မရဒီချိန်ဒီကာလမှာခဏတော့စောင့်နိုင်ပါဦးလေမိမကွာဘယ်ချိန်ကောက်ယူလို့ရတဲ့ကိစ္စကြီးအဲ့ဒါကိုမင်းကမစောင့်နိုင်ဘူးလို့ကွာမယူနိုင်မင်းငယ်ပါသေးတယ် ဟောကွာမင်းကလေတစ်ခါလာလဲငယ်ပါသေးတယ်ငါစိတ်ညစ်လိုက်ကဲမင်းငါ့ကိုမနေ့ကလိုက်တောင်းမလားမတောင်းမလားမတောင်းမငါစူပါလေးကိုမနေ့ကငါ့ဘက်ကတောင်းမယ် ဘယ်လိုပြောလို့မရကဲမင်းအဲ့လောက်လိုချင်နေလဲလိုက်တောင်းပေးမယ်ကွာ တကယ်ချင်းအဲ့လိုမှာဘောကွာ ဒါကိုတငယ်ချင်းမလို့လုပ်ပေးတာနော်ချက်လုံးလို့လုပ်ပေးတာ အိမ်မရတော့မေးဟေး ရကဲဝင်တော့မာသားမယ် မင်းမညာတယ် ဦးလေးနဲ့အန်ဒီလို့ပဲပြောရမှာပဲကျွန်တော်တော့အုံနိုင်တငယ်ချင်းပေါ့ဟာအိမ်နဲ့အတူတူနေကြတာကျွန်တော်တငယ်ချင်းနေခဲ့သူကတော့ပြောတယ်စမြတ်တော့ဟာစမြတ်နဲ့သူနဲ့ချစ်နေကြတာပေါ့လေဟာချစ်နေကြအဲ့ဒါတဲ့တောင်းမှုလည်းပြောထားပြီးသွားပြီပေါ့စမြတ်ကလည်းအနေနဲ့ဘယ်လိုပြောပြီးသွားလဲ ပြောနာပါလေကွယ်အဲ့ဒီတမီးလေးရတယ်အဲ့ဒီကိုညအားလုံးကိုမမြင်နေကိုတားမှုဆိုပြီးနေတကယ်ချင်းတို့ပြောစစ်စစ်လေဒီမလုပ်မလုပ်တယ်ဘလို့လုပ်ချင်တယ်ငါရဖုန်းစားနောက်ပြီးဆုံးဒီလေးဗီဇာထားတာချက်တူထားတာဒီဘောနော်မင်းတို့ငါတောင်းနေဆိုတာဒီနေ့ရက်ချက် ဟုတ်ကဲ့ဒီလား ဟုတ်ပြီ ဦးလေးတို့ကတော့ဒါတို့တားမိချင်းချင်းလဲတိုင်နေတာပြီမင်းတို့ချင်းချင်းလဲဆွေးနွေးပြီးပြည်နေတာပြီ အပြည့်လဲတယ်သူတို့နှစ်ယောက်ကပြည့်နေတယ်ဗျာ ဦးလေးတွေကတော့ဘာမှပြောစရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဦးလေးတို့လည်းငယ်တဲ့ကဒီလိုပဲလေမိဘရှင်ဝင်ကိုခွဲခွာသွားရတာသူတို့လည်းအခုအတောင်လက်တွေစုံတော့မိဘလူကြီးကိုခွဲခွာသွားရတာဟောဒီလိုကွာဖေဖေမိမိရဲ့ကျင်စာတော့ကစက်လုံးဝင်အိုးလေးကိုတုံးတာသမီးချက်ပြစားတော့နေလာခဲ့ကြရက်တွေလာတွေကုံလုံးကသွားတော့သားတွေသမီးတွေကိုလိုဘောကချစ်တယ်လေတိုးပေါ်ခဲ့တာပေါ့ကွာ အဲ့ဒါတချင်းလားလေ အနိုင်ဆုံးရတာလေ ဟုတ်ကဲ့စလဝင်ဦးတယ်အမဟုတ်လေမဟုတ်လေတကြီးဖြစ် တ နေ ချင်းဖြစ်တယ်လေ ပြောချင်တာအဲ့ဒါတိတ်တယ်အဲ့ဒါ ဟုတ်ကဲ့ အဲ့ဒီတချင်းနဲ့ဥရှင်တွေကခံစားခြင်းနဲ့ထပ်တူကြ တိုက်ဆိုင်သွားတာ တိုက်ဆိုင်တာအဲ့ဒါဘာလို့လုပ်ချင်လဲအဲ့ဒါ ဟုတ်ကဲ့ခံစားတယ် ပြပြရဆုံးမ ဟုတ်ကဲ့ဒါလည်းအခုကလည်းဒါမိသားစုတွေလည်းဖြစ်သွားကြပြီဆိုတော့
ဟိုကျွန်တော်တကယ်ချင်းကလည်းဒါသူကဟိုစုမြတ်နဲ့ယူမဲ့သားပြောတာပါဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အပွင့်လင်းဆုံးပြောရင် तू မပေးစားခြင်းသေးဘူးတကယ်ကြတော့ तू ဟာငယ်ပါသေးတယ်ဟုတ်ကဲ့ ဟမ် သူကပြောမဲ့တာပြောတာဗျာဟိုခန္ဓာကိုယ်ကြီးတာကြီးတာပေါ့တကယ်တည်းကျတော့ဒီမှာလေးတယ်ငယ်ပါသေးတယ်သူနဲ့ကျွန်တော်နဲ့ဆိုလဲဒါတရားတည်းနေကြတာလေရန်ကုန်ရောက်လာတဲ့ကိုကတိမ်ထဲမှာပဲသူငားနေကြတာ3နှစ်4နှစ်လောက်ရှိပြီ။ကျွန်တော်ဒါငယ်ပေါင်းလေးဆိုကျွန်တော်သိပြီးသားဒီကဲလေးမနေရဘူး။ဟုတ်ကဲ့ဒီကဲကျတော့ညီမလေးတော့ငယ်ပါသေးတယ်။အေးပါပြောအတက်ကြီးပါ။ယူမယ်ဆိုတော့လည်းဗာတက်နိုင်မှာတော့မဟုတ်ဘူးလား။ဒါမှညီမလေးတော့တေချာစဉ်းစားပေါ့။တကယ်ကျတော့ကိုကောင်ကငယ်ပါသေးတယ်ကျွန်တော်ဖြစ်နေတယ်။ တာမီရှိတော်ပြီဟာဒီမှာပုံနိုင်ဒီဘွဲကိုကျမထက်တယ်ဒီမင်္ဂလာဘွဲကိုကျမထက်တယ်ထိုင်ရှင်လည်းပေါ့တော့ ကိုမမလို့ ဘာမှမကျမတော့ဟဲ့ တော့တော့တော့မာနေတယ် ကိုမမလို့ တခုတော့မာသွားပြီ သူရေကိုမမလို့လေ ငါလည်းပြောပြတာပဲကွာ ငေါတက်အရှက်ခွဲရကွာ ဟုတ်ပြီ ဒါရောတက်ခေါ်ပြီးရှက်ခွဲရရောက်ဘယ်လိုပြောလဲရောက်တယ်ရောက် ဟုတ်တယ်လာအေးဟေးအောင်လေနေအောင်ဘာဖြစ်လဲသူမိ ဟုတ်လေဟိုသူတို့ချင်းချင်းအစီအပြေတယ်ဆိုလို့ကျွန်တော်လာတောင်းဆိုလို့ကျွန်တော်တို့ကတောင်းပေးတာ အေး အခုအစီမပြေဘူးဖြစ်တာအဲ့သူတို့ကဘလူပြဿနာရုံကြီး မတက်နိုင်ဘူးငါသမီးလေးရဲ့ဆန္ဒတဘောပဲနော်အဲ့တော့ဦးလေးလည်းစိတ်မကောင်းဘူးကွာ ကဲကျွန်တော်အိမ်ရောက်မှအကျိုးကြောင့်မေးလိုက်ပါဦးပြန်လိုက်ပါမလို့နော်ဟုတ် ဘာလို့လဲ ဦးလေးဘာလို့တာလဲဆိုအတင်းဆွဲနေတော့ဒါကျွန်တော်တို့ယူလာတဲ့ကတော့ပွဲလေပွဲမဖြစ်ဘူးဆိုရင်တော့ပြန်တယ်ပါ ဟာဘယ်ရမလဲမင်းကလေပွဲဖြစ်တာမဖြစ်တာငါမကြည့်ဘူးဒီပွဲကငါအိမ်ကိုမင်းယူလာတာငါအိမ်ကိုရောက်နေပြီငါပိုက်နေပေးကြတယ် ဦးလေးအဲ့လိုတော့မလုပ်တင်ဘူးလေဦးလေးမဟုတ်ကျွန်တော်ပြောတာဦးလေးသမီးကိုကျွန်တော်တကယ်ကြီးယူမယ်လို့ပြောလိုက်ရင်ဒါကျွန်တော်ကထားခဲ့ရမှာဒါကျွန်တော်တို့လည်းသိတယ်အခုကပြောနေတဲ့စကားများပြီးတော့ထားပြန်သွားတာဆိုတော့ဒီပွဲကကျွန်တော်ပြန်တယ်ပါ မဆိုင်ဘူးလေဘာဆိုင်လဲသူ့ကသူယူသည်ဖြစ်စေမယူသည်ဖြစ်စေဟာဒီပွဲကငါအိမ်ကိုရောက်ပြီးသားမင်းပြန်ပေးစရာအကြောင်းမရှိ ဟာဦးလေးနှခမ်းမွေးနေကြဒါအကလည်းငကြကြတာပဲဗျာဟာအဲ့လိုတော့မ မ လုပ် င်း ဘူး အိမ်ကိုတက်လာပြီးမင်းကဘာလဲမင်းက မဟုတ်ဘူးလေကျွန်တော်ကယူတယ်ဆိုရင်ဒါဟုတ်ထားခဲ့ရမှာအခုပွဲမဖြစ်ဘူးပွဲပြတ်တာလေပွဲပြတ်ရင်ကျွန်တော်ပြန်တယ်ရမှာ ဘာဆိုင်လဲ ဦးလေး ဘာဆိုင်လဲ အဲ့လိုလုပ်လို့မရ ဟာ ဘူး မင်းလုံးရနေ ဦးလေးကျွန်တော်ကပတ်သက်နေဝယ်လာတော့ ဟာမင်းပတ်စံနဲ့ဝယ်ငါမသိဘူးအဲ့ဒါငါ အဲ့လိုလုပ်လို့မရဘူးလေ မင်းကိုယူလာခိုင်းတာမဟုတ်ဘူးမင်းကမင်းယူလာတာအဲ့တော့မင်းဒီမှာထားနေ ထားဦးရ No, 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 no. နိုင်ပြီမရှိဘူးကွာအဲ့ဒါငါတက်ခေါ်ရှက်ခွဲတာကွာနော်ငါတကယ်ချင်းတော့ပြောတယ်ငါငယ်ပါသေးတယ်တဲ့ငါအကုန်နဲ့တိုက်ခံပြီးတော့လာယူရကွာ ဟိုအဲ့ဒါပေါ့ကွာဟိုကောင်မလေးမင်းဟိုသဘောမကြရင်လည်းမကြချင်စရာဘူးကွာဟိုအောင်တွက်လက်ပြောသွားတဲ့စကားရှင်းရှင်းလေးမင်းမသိလို့ ဘာမသိရမှာလဲကွာ ဟမ် နော်သူကိုယ်တိုင်ငါ့ကိုတွေ့ရင်လာခဲ့ပါလို့မှားထားတာ ကောင်မလေးကလေ သူကိုယ်တိုင်လာခဲ့လို့မှားထားလို့ငါလာတာလေကွာ လေလူကြီးဆောင်ရတဲ့တောင်းဆိုတော့ငါတော့ကြော်ပွဲရွက်ပေးတယ်လေ အေးကိုငါတငယ်ချင်းတို့ခေါ်သွားတာအခုရှက်ခွဲကြရတယ်ကွာအဲ့တော့မကြည့်နဲ့ဘူးကွာရ အဲ့ဒါလူယုံတတ်တာဖြစ်လိုက်မယ်တကယ်ကြီးဟိုတွက်လက်ပြောတဲ့စကားမင်းတေချာမှနားမထောင်လိုက်တာ ဘာဖြစ်လို့လဲကွာ ဟိုဘာဖြစ်ရမလဲတွက်လက်ပြောသွားတာရှင်းရှင်းလေးငယ်ပါသေးတယ်တဲ့မင်းက အဲ့ဒါစေတနာလေငါငယ်သလိုမိမမရအောင်လို့သူကပြောပေးတာဒါပေမဲ့ငါတငယ်ချင်းမမှားဘူးရောက်သူပါစက်ကပြောသွားတာ ဟိုကမင်းနဲ့တရွာတဲ့နေတရေတဲ့တော့တွက်လက်ကမင်းเจ้าကိုဦးမချီကအကုန်သိတယ် အဲ့ဒါငါသိတယ်ငါစေတနာနဲ့ပြောတာငါသိတယ် အခုစဲစပ်ပွဲမှာလဲတွက်လက်ကကောင်မလေးကိုတအားရှင်းပြလိုက်တာမင်းကငယ်ပါသေးတယ်ဆိုတော့ကောင်မလေးကလက်မခံတော့တာလက်မခံနဲ့ဟမ် မနောက်နဲ့ဒီကောင်မင်းမနောက်နဲ့ မနောက်ပါဘူး ငါဒေါသထွက်နေတာ နေ နော် ပါဟုတ်တော့ပါ ငါဒေါသနဲ့မင်းမပုံသွားတာဟိုးကြလိုက်မယ် မင်းအခုချိန်ဒီကောင်မလေးလက်မခံတော့မင်းမသိသေးဘူးလားဘာလို့လက်မခံလဲဆိုတော့မင်းမသိသေးဘူးလား ဟေ့ငါမှဘာပြစ်ချက်ရှိလို့လဲကွာ ဟာတွက်လက်ကပြောသွားတယ်လေမင်းငယ်ပါသေးတယ်လို့ပြောသွားတယ်လေ အဲ့ဒါစေတနာစကားလေဒါပေမဲ့သူကိုယ်တိုင်ပြောသွားတာ ဟော ငါ့ကိုလက်မခံနိုင်ဘူးသူကိုယ်တိုင်ဆက်ခွဲတာကွာ ငါတော့ငါပိလားမသိငါပြောပြမယ်မင်းငယ်ပါသေးတယ်ဆိုတော့မင်းကလူစင်မမီလို့ကမလေးကမင်းကမရှိဘူးလို့ပြောတာတောင်းသားရဲ့တွားပြီကွာမင်းမနေကြတော့ လူစီမမီဘူးလူစီမမီဘူးဆိုတာငယ်ပါသေးတယ်အော် No, 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 no. ဒါတော့ငါတရောင်းစားတော့လားငါကောင်မလေးရှိမှအတက်တက်ခါခါငယ်ပါသေးတယ်ငယ်ပါသေးတယ်
ငယ်ပါသေးတယ်ဒီကောင်ပြောနေတာတွေ့ပြီတော့လားတောင်းစားတော့လားမင်းလည်းငါနဲ့တွေ့ပြီမင်းလည်းငါနဲ့တွေ့ပြီဟဲ့ဘာလို့ဟာဘာလဲ မင်းကွာမင်းလုံးရတယ်ကွာဟာမင်းကတငယ်ချင်းချင်းကွာမင်းကငေါငယ်ပါသေးတယ်နေဘာလဲရောက်မင်းကောက်မလေးကြိုက်နေမင်းလူချင်းပြောနေကွာနှစ်ယောက်တည်းရှိတယ်ကွာငါနှုတ်ဆုပ်ပေးမှာပေါ့မင်းကကွာအခုကငေါငယ်ပါသေးတယ်နဲ့အဲ့တော့ငါမသိခဲ့စူပါလင်းပြောလိုက်မှငါသိရကွာမင်းအဲ့လိုမလုပ်ရဘူးကွာမင်းကြည့်များအောင် ကဲတော့လေတော့စုမြတ်ကိုစိုက်တာမဟုတ်ပါဘူးကိုအောင်ကိုစိုက်တာပါကိုကမသိတာဖေးသမ်းပါနဲ့အဖေဘူးကိုမဖေဘူးပြောတော့မယ်ကိုအောင်လေတော့ကိုငယ်လေးရချက်ခဲ့တာဒါကြောင့်မို့လို့တော့ကနေတက်လာရအဲ့ဒီရန်ကုန်မှာကိုအောင်နဲ့နှစ်ယောက်တည်းအတူတူနေချင်လို့အဲ့ဒီအိမ်မှာငားနေတာကိုအောင်နဲ့အတူတူအလုပ်လုပ်လိုက်တိုင်းလဲညာဘက်ကျပြန်လာကိုတို့ဆမ်းမြေ ဟဲ့ဘာဆန်းတာလဲ ကိုတနေ့ကိုအလုံးလုံးထားတာဖျားနေမလားဆိုအဲ့ဒီနဖူးလေးကိုစမ်းပြရတာမို့ဒါမှကိုဒါရီမသိခဲ့ဘူးကိုဘာပဲပြောကိုချစ်တယ်ကိုမချစ်တယ် ဟဲ့ဖဲကွာဘာဖြစ်ညာလဲဟာမင်းမလုပ်အောင်လေ ကိုဒီချိန်မှာတော့မထူတော့ကိုတို့ပဲယူသွားမယ်သူမြတ်ကိုမယူသွားဘူးကို ဟဲ့မလုပ်အောင်လေ ကိုမချစ်တယ် အော်မရအောင်လေ ဒီမှာတွေ့လာကတော့ပွဲ အဲ့ကတော့ဘာလုပ်မှာ ကိုပြန်တောင်းမို့ဆိုပြီးတော့သူမြတ်အဖေကြီးကမတရားပြန်လှုပ်လာတာလေဟုတ်ကိုဒါနဲ့တောင်းမယ်ကိုတောင်းမယ် ဟာဒီကမှာဘာလုပ်ရလဲ ကိုပဲချစ်တယ် ဟဲ့မလုပ်နဲ့ရ no, 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 no.